ဒါကအသက်68နှစ်အရွယ်အဘွားတစ်ယောက်တင်ပေးထားတဲ့မုံလာဥနှုတ်ဆနီအသစ်ပါမုံလာဥမှာဗီတာမင်ဓာတ်တွေအများကြီးပါဝင်ပြီးလှုပ်လိုက်ရင်နူးညံ့ပြီးမွှေးကြိုင်ချိုမြင်ပါတယ်ဟိုတယ်ကြီးတွေမှာတပွဲကို1000ကျော်ပေးရပေမဲ့အိမ်မှာကိုယ်တိုင်လှုပ်ရင်ထောင်ကနန်းပဲကုန်မှာပါအရင်ဆုံးအခွန်နွားထားတဲ့မုံလာဥကိုပပနှီးတွေလှီးပါပြီးရင်ပေါင်းအိုးထဲမှာရေဆူပြီးနောက်မိနစ်20ပေါင်းပြီးပါပြီးရင်ဇုံးနဲ့ဖြီးပြီးအနှစ်ဖြစ်အောင်ချီပြီးပါကောင်းငင်းမုံထမင်းစားစွန်းနှစ်စွန်းထည့်ပြီးလက်မမကတ်တဲ့မုံနစ်အေးအေးလေးရအောင်နေပြီးပါမုံနစ်အနှဲငယ်ကိုဖဲ့ယူပြီးလက်ဖွားနဲ့လုံးပြီးပါအရင်ဆုံးရေထဲတစ်ချက်နှစ်ပြီးမှနန်းပြူထဲထည့်ပါနန်းတွေအနှံ့ထစ်အောင်လူပေးပါတိတ်တဆိတ်ကြီးနေပြီမဲ့လိုက်ပေးသွားမဲ့သူတွေကိုအရန်ချစ်တာဒီဗီဒီယိုလေးကိုလည်းလိုက်ထိပေးသွားကြအောင်နော်ကျေးဇူးအများကြီးတင်ပါတယ် CO 6ပုံတပွန်လောက်ပူလာရင်ထဲ့ကြော်ပါထဲ့ပြီးချင်းမလုတ်ပါနဲ့အောင်ပုံစံလေးတီးသွားပါစေရွှေအိုရောင်တန်းပြီးကျွတ်လာတဲ့အထိကြော်ပြီးဆဲထားပါပန်းကလုံးထဲမှာခရမ်းကျင်စီ sauce တကြားတစ်စုံဆန်ဗီနီဂါတစ်စုံနဲ့ရေတစ်စုံထည့်ပါဒါဆိုရင်အရသာရှိတဲ့ချိုးချင်း sauce ရပါပြီတဲအော်တဲ့စီအနှဲငယ်ချန်ပြီး sauce တွေထည့်ပြီးမီအေးနဲ့ပစ်ပြီးပပေါင်းလေးတွေထလာတဲ့အထိတီးပြီးပါပြီးရင်ကြော်ထားတဲ့မုံလာဝလုံးလေးတွေထည့်ပြီးအမြန်သမအောင်ခွေးလိုက်ရင်ရပါပြီချိုးချင်းနူးညံ့တဲ့မုံလာဝလုံးလေးတွေရပါပြီတလုံးချင်းစားရတာတကယ့်အရာသာရှိပါတယ်ဒါလေးကိုတတ်သွားရင်မိသားစုဝင်အားလုံးကတင့်ကိုစာဖုန်ကြီးလို့ချီးကျူးမှာပါ